အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကောင်လေးကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တည်ရှိတဲ့နေရာလေးကတော့ဗီယက်နမ်နိုင်ငံမှာရှိပြီးတော့ဟိုချီမင်းမြို့ကနေပြီးတော့ကျွန်တော်ရှိတဲ့မြို့လေးကိုလာမယ်ဆိုလို့ရှိရင်လာလို့ရပါတယ်ကျွန်တော်နေတဲ့မြို့လေးကတော့ဗီယက်နမ်နိုင်ငံဒါလတ်ဆိုတဲ့မြို့လေးဖြစ်ပါတယ်ကျွန်တော်နေတဲ့မြို့လေးကတော့ဗီယက်နမ်နိုင်ငံဒါလတ်မြို့ရဲ့ဘေးကနေပြီးတော့ကျွန်တော်နေတဲ့ဒါဆာလေးကိုလာမယ်ဆိုလို့ရှိရင်15မိနစ်ဝန်းကျင်လောက်ကျွန်တော်ရှိတဲ့မြို့လေးကိုလာတာဖြစ်ပါတယ်ကျွန်တော်ရှိလာတဲ့ဧည့်သည်တွေကိုအခုမြင်နေရတဲ့ coffee ဆိုင်လေးကိုကျွန်တော်လိုက်ပါပို့ဆောင်ပေးဖြစ်ခြင်းပဲဖြစ်ပါတယ်ဒီ coffee ဆိုင်လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့လုံးချင်းအိမ်လေးတွေပါငှားနေလို့ရပါတယ်တဘာဝတောတောင်အလှတွေနဲ့တောထဲတောင်ထဲမှာနေခြင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီအိမ်နေရာလေးကအဆင်ပြေပါတယ်ဒီအိမ်လေးမှာဆိုလို့ရှိရင်လုံးချင်းလေးတွေနဲ့တိဆောက်ထားတာဖြစ်ပြီးတော့တဘာဝအတိုင်းတစ်သားတွေနဲ့တိဆောက်ထားတဲ့အတွက်တစ်သားတို့ဝါးတို့ထေရန်တို့ဘာတို့နဲ့တိဆောက်ထားတဲ့အတွက်အိမ်လေးတွေကအရန်အေဂျင့်ပြီးတော့နေချင်းစပွဲနေရာလေးတွေဖြစ်ပါတယ်ဒီနေရာကိုသွားမယ်ဆိုလို့ရှင်ကျွန်တော်တို့တော်လန်လေးရနေပြီးတော့ဖြတ်တန်းလာရတာဖြစ်ပြီးတော့တဘာဝရဲ့လေထုလေးရဲ့တိုက်လေလေးတွေကိုခံစားလာရတဲ့အတွက်စိတ်ချမ်းသာကိုချမ်းသာနဲ့လာခဲ့လို့ရပါတယ်ခင်ဗျာဒီနေရာလေးမှာဆိုလို့ရှင်စိတ်တည်ငြိမ်အေဂျင့်စွာနဲ့အပန်းဖြေလို့ရပါတယ်ဒီနေရာလေးမှာဆိုလို့ရှိရင်တဘာဝရဲ့အလှပတွေစူးစီးတဲ့နေရာလို့ပြောလို့ရပါတယ်ခင်ဗျာဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ coffee ဆိုင်ဒီဘန်ဂလိုလေးတွေကိုစောက်ဝင်လာတဲ့နေရာလေးဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာဆိုလို့ရှိရင်ဒီလိုချစ်ဖို့ကောင်းတဲ့ခွေးလေးတွေလည်းရှိပြီးတော့ခွေးလေးတွေချစ်တဲ့သူလေးတွေအတွက်ဆိုလို့ရှိရင်ဒီနေရာမှာခွေးလေးတွေ၄-၅ ကောင်လောက်မွေးထားတာတွေ့နေရပါတယ်ခင်ဗျာခွေးချစ်တဲ့သူတွေအတွက်အဆင်ပြေပါတယ်ဒုမတဖန်ကုလိုမျိုးစမ်းချောင်းအလှလေးတွေလည်းရှိပြီးတော့စမ်းချောင်းကနေပြီးတော့ရေလေးတွေစီးကြတန်လေးတွေကိုနားထောင်ပြီးတော့စမ်းချောင်းပတ်လေမှာလိုက်ပါကြည့်လို့ရပါတယ်ခင်ဗျာစမ်းချောင်းကတော့အရန်စီးပါတယ်ဒါစမ်းချောင်းနှစ်ပေးမှာပါဒါစမ်းချောင်းနှစ်ပေးကန်းဆက်လေးပါခင်ဗျာဒီနေရာလေးမှာဆိုလို့ရှိရင်အခုလိုမျိုးကန်းဆက်နှစ်ပေးလေးမှာထိုင်စရာထိုင်ကုန်လေးလည်းရှိပါတယ်ခင်ဗျာဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ရောက်ပြီဆိုလို့ရှိရင်အဖွဲလိုက်ပဲလာလာတငယ်ချင်းတွေနဲ့ပဲလာလာတယောက်တည်းတော့လာလို့တော့အဆင်မပြေဘူးထင်ပါတယ်ဒီနေရာလေးရာဆိုလို့ရှိရင်အဖွဲလိုက်တာမဟုတ်သမီးကြီးစားချစ်သူတွေလာရောက်လေပတ်လို့ကောင်းတဲ့နေရာလေးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီစမ်းကြောင်းလေးနဲ့ပြီးနားမှာပုံလှလှလေးတွေရိုက်လို့ရပါတယ်။ကျွန်တော်ရှိလာလေတဲ့စင်ကာပူကအမတွေကိုလည်းကျွန်တော်ဒီနေရာလေးကိုပို့ပြီးဖြစ်ခဲ့ပါတယ်။ဒီနေရာလေးရောက်တယ်ဆိုလို့ရှိရင်စိတ်အေးချမ်းတဲ့အရာတာကိုခံစားရမှာပါ။တောတောင်ရဲ့တဘာဝနဲ့တိုက်ခတ်တဲ့လေတွေကအေးမြပြီးတော့စမ်းကြောင်းတန်လေးတွေနားထောင်ပြီးတော့ပုံလှလှတွေရိုက်လို့ရပါတယ်ဒီနေရာမှာဆိုလို့ရှိရင်တွေ့နေရတဲ့နေရာလေးကတော့ဒါကတော့စမ်းချောင်းအပေါ်စီးကြတဲ့အတန်လေးဖြစ်ပါတယ်ခင်ဗျာအရန်လေးလှပါတယ်ခင်ဗျာဘာပဲဖြစ်ဖြစ်ဒီနေရာကိုရောက်တယ်ဆိုလို့ရှိရင်စိတ်ချမ်းသာကိုချမ်းသာနဲ့ပျော်ရွှင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်